အလုပ်လုပ်ဘူးအိတ်ချင်တယ်အိတ်တာများကဲစဉ်းစားကြည့်ပါလေဘယ်မိသားစုအတိုင်းဝိုင်းမှာပဲဖြစ်ဖြစ်အိတ်နေတဲ့လူတယောက်ကိုဘယ်သူကသဘောကျသူများတွေအလုပ်လုပ်နေအိတ်နေတယ်ဆိုတဲ့လူကုမ္ပဏီဝန်ထမ်းတွေကုမ္ပဏီတွေလုံးလုံးတဲ့ဆိုင်တွေမှာလုံးလုံးတဲ့အိတ်နေတယ်ဆိုတဲ့လူတယောက်ကိုဘယ်သူကသဘောကျဘယ်သူမှသဘောမကျဘူးเนาะအဲ့တော့အိတ်ကြီးတဲ့လူဟာဘယ်နေရာပဲဖြစ်ဖြစ်အိတ်နေတာများတယ်ဆိုတဲ့ပြင်းတဲ့လူတယောက်ရဲ့ကြီးပွားတိုးတက်မှုဆိုတာပဲရှိပါလားဒါအမှန်တမ်းထင်ရှားကြီးပွားတိုးတက်မှုဆိုတာမရှိနိုင်ဘူးနောက်တစ်ခုကတော့တဘာတိလီတဘာတိလီဆိုတာအဖွဲ့နဲ့အသင်းနဲ့အပေါင်းနဲ့အဖော်နဲ့တဟာဟာတုံလုတ်ပြီးတော့စကားတပြောပြောနဲ့အချိန်ဖြုံးနေတဲ့သဘောလက်ဖက်ရည်ဆိုင်တွေထိုင်ပြီးတော့တဏီကုံဘာလို့မှမလုပ်ဘဲနဲ့နော်နေတဲ့လူမျိုးတွေဒီလိုဆိုလိုတာပေါ့ကစားဝိုင်းတွေမှာတဏီကုံထိုင်ပြီးတော့နေတယ်အပေါင်းအသင်းတွေနဲ့ကစားတယ်လောင်းတယ်ဆော့တယ်အချိန်တွေအလကားဖြုံးနေတဲ့လူမျိုးကိုရောဘယ်မိသားစုကလက်ခံနေမှာလဲအဲ့ဒီပုံကိုယ်တွေဟာလဲပျက်စီးဆုံးရှုံးခြင်းရဲ့အကြောင်းပဲတဘာတိလီဆိုတာအပေါင်းနဲ့အသင်းနဲ့မှနေတယ်ပြောတယ်တငယ်ချင်းတွေနဲ့ဟေလာဟာလာနဲ့ကိုယ်အလုပ်ကိုမလုပ်ဘဲနဲ့ပညာရေးဆိုရင်လည်းပညာမသင်ဘဲနဲ့တငယ်ချင်းအပေါင်းအသင်းတွေနဲ့တဝဝတဟာဟာနဲ့အချိန်ဖြုံးတဲ့ပုံကိုမျိုးဆိုရင်ဘယ်မိဘကမှကိုသားသမီးကိုနှိမ့်ချိုင်မှာမဟုတ်ဘူးမနှိမ့်ချိုင်သည့်အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာအဲ့ဒီအမူအကျင့်တွေရှိနေမယ်ဆိုရင်ကျောင်းသားဆိုလို့ရှိရင်လည်းစောင့်ဝဲအောင်မှာမဟုတ်ဘူးအလုတ်သမားဆိုလို့ရှိရင်လည်းအလုတ်ပြုတ်မှာပဲမိသားစုထဲမှာဆိုလည်းဘယ်မိသားစုကမှကြည်မှာမဟုတ်ဘူးဟုတ်ကဲ့လားအေးဒါကြောင့်လို့ဒါဟာလည်းပျက်စီးခြင်းရဲ့အကြောင်းတစ်ခုပဲလို့မြတ်စွာဘုရားဒီလိုဟောတယ်